နေခင်းကောင်းခင်မှာအရန်လှတဲ့တောက်ကြချေကိုမြင်ဘူးကြတယ်မလားကြည်ရတာတော့အေးချင်းလိုက်တာလို့ထင်ရပေမဲ့တကယ်လို့တင်းသားအဲ့ဒီဘောကိုချီချမိလိုက်မယ်ဆိုရင်တစ်စက္ကန့်တောင်မပြည့်ခင်မှာတင့်ခန္ဓာကိုယ်ကဘာဖြစ်သွားမလဲသိပါသလားတင်းဟာအကျော်ခံလိုက်ရမလားဒါမှမဟုတ်ပြားချက်သွားမလားကဲငရေခန်းတဲ့ပိုးဘူးတဲ့ Venus စီကိုခဏလောက်တွားကြည့်ရအောင်ပထမဆုံးခံစားရမှာကဖိအားမှာ Venus ရဲ့လေတူးဖိအားဟာကမ္ဘာထက်အဆ90ပိုများပါတယ်ဒါဟာကမ္ဘာသမုဒ္ဒရာအောက်ခြေမီတာ900ပေ3000အနက်မှာရှိနေတယ်လို့မျိုးခံစားရမှာပါဆိုလိုတာကတင်ဟာအကာအကွယ်မဲ့ရှေ့ဆက်ဖို့ကြိုးစားရင်တင်ရဲ့အယိုးတွေဟာစက္ကန့်ပိုင်းအတွင်းလူသားပန်ကစ်တစ်ခုလိုပလားချက်သွားပါလိမ့်မယ်ကံကောင်းလို့ဖိအားတိုင်းကိုခံနိုင်ရရှိတယ်ပဲထားပါဦးဒုတိယပြဿနာကအပူချိန်ပါ Venus ဟာနေနဲ့အနီးဆုံးကြိုမဟုတ်ပေမဲ့ Solar System ထဲမှာအပူဆုံးကြိုဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူ့မှာပိတ်မိနေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကြောင့် Greenhouse Effect အကြီးကျယ်ဖြစ်နေလို့ပါမျက်နှာပြင်အပူချိန်ဟာ480 degree Celsius အထိရှိပါတယ်ဒါဟာခဲကိုတောင်အကြီးပြိုစေနိုင်တဲ့အပူချိန်ပါမီးဖိုချောင်က oven ထက်တောင်အများကြီးပိုပူပါတယ်ရှူဖို့လေလည်းမရှိဘူးလားဆိုတော့ရှိပါတယ်ဒါပေမဲ့အဲ့ဒါကကာဗွန်ဒိုင်အောက်ဆိုက်96%ပါနောက်ပြီး Venus မှာမိုးရွာရင်ရေမရွာပါဘူး Sulfuric acid တွေရွာတာပါဒါပေမဲ့ထူးဆန်းတာကအပူချင်းအရေးများလွန်းလို့ acid မြူတွေဟာမြေပြင်ကိုမကျခင်ပါရင်အညွေပြန်သွားတာပါတယ်ဒီပန်ပညာရှင်တွေက Venus ကိုကမ္ဘာရဲ့ evil twin လို့ခေါ်ကြတာမဆန်းဘူးမလားဒီတော့လှပတဲ့အရာတိုင်းဟာအမြဲတမ်းကောင်းမနေဘူးဆိုတာ Venus ကတက်တည်ပြနေတာပဲဖြစ်ပါတယ်နောက်တစ်ခါညဘက်တောက်ကြချေကိုမြင်ရင်အဲ့ဒီပေါ်မှာဘာတွေဖြစ်နေမလဲဆိုတာသတိရလိုက်ပါဦးဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အာကာသအကြောင်းအရာတွေထက်သိချင်ရင်တော့ like နဲ့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်